ရန်ကုန်မှာ EV တိုက်စီခိုင်းရင်ဝယ်တဲ့အကောင်းဆုံး EV တိုက်စီ3စီးမင်္ဂလာပါစံကားရန်တဲ့ channel ကကြိုဆိုပါရစေကောင်းမှုတစ်ခုနေ့စဉ်ပြုအစီအစဉ်ရ Price to Performance အကောင်းဆုံးဖြစ်ပြီးတော့လူတကာတော်တော်များများအများဆုံးကြိုက်တဲ့ EV 3စီးကိုညွှန်ပေးခြင်းပါတယ်နံပါတ်1ကတော့ကျွန်တော်ဗာပြောမလဲဆိုတာလူချင်းမင်းတို့သိမယ်လို့မျှော်လင့်တဲ့အတွက်2နဲ့3အရင်ပြောခြင်းပါတယ်နံပါတ်2ကတော့ကျွန်တော်တတိပုဂ္ဂလအမြင်ရဆို Price to Performance ရE70 ကြိုက်ပါတယ် Downfan E70 ပါစလုံးတိုက်ထဲရပါရန်ကုန်လိုင်စင်ကိုပြောချင်တာဖြစ်ပါတယ် Bright to Performance ရသူလဲပြိုင်ဆိုင်ရှားပါပဲနောက်နံပါတ်3ကတော့ကျွန်တော်တို့ Ion ES ပေါ့နော်ရန်ကုန်လိုင်စင်တွေရဆိုလို့ရှိရင်အဲ့ဒီ3မျိုးကြိုက်ပါတယ်နောက်ပိုင်းမှာလည်းကျွန်တော်နဲကားတွေကအကောင်းဆုံး3စီးဆိုပြီးတော့ထပ်မံထုတ်လုပ်ပေးပါအောင်မယ်ပေါ့နော်စိတ်ဝင်စားတဲ့မိတ်ဆွေများ okay ဆိုတဲ့ comment လေးမှတ်ခဲ့ပေးပါပေါ့နော် okay ပါဘာကြောင့်ကြိုက်ရလဲဆိုတဲ့အကြောင်းတရားရှင်းပြပါပေါ့နော်ဘာကြောင့်ကြိုက်ရလဲဆိုတော့နံပါတ်1ကတော့ကျွန်တော်တို့ပြောတိုင်းကြိုက်တဲ့နှင်းစီခိုင် E2 ပေါ့ဗျာ E2 ကတော့ကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်အခုလက်ရှိအနေထားဆိုနိုင်ငံတော် brand အောင်ဖြစ်နေတယ်ပေါ့နော်ကျွန်တော်တို့များဘာကိုအဖြေပေါ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီကားအားသွင်းတဲ့စင်တာမှာတွက်ကြည့်လိုက်ဒါအားသွင်းတဲ့ charging station တွေမှာအများစုဘာကားဖြစ်နေလဲဆိုလို့ရှိရင်အဖြေပေါ်ပါလိမ့်မယ်နောက်နံပါတ်2ကတော့ကျွန်တော် E70 ကိုဘာကြောင့်ကြိုက်ရလဲဆိုတဲ့အကြောင်းတရားပေါ့နော်သူကတော်တော်များများကီလို2000အထက်လောက်မှာဆိုလို့ရှိရင်ကျွန်တော်အောက်ပိုင်းဇလန်းလေးတွေ4000လောက်6000 8000လောက်ဆိုလို့ရှိရင်အောက်ပိုင်းဇလန်းလေးတွေစမယ်ပေါ့နော်အဲ့လိုဇလန်းစတဲ့အခါမျိုးမှာ Downfan E70 ကဘာအားသာချက်ရှိလဲကျွန်တော်တို့ဒီ Nissan ATV ပေါ့နော်မြန်မာအခေါ်နွားကြီးကားနဲ့တွတ်တူတယ်ပေါ့နော်အဲ့ဒါပဲသူ့အတွက်အားသာချက်ဖြစ်စေပါတယ်နောက်ပြီးတော့ကျွန်တော်တို့ပေးရတဲ့ဈေးနဲ့ Bright to Performance အရာလဲရန်ကုန်လိုင်စင်မှာဒါကလည်းရွေးချယ်တဲ့ brand လို့ထင်လို့ပါတူတော်များများလည်းကြိုက်ကြပါတယ်နောက်နံပါတ်3ကတော့ကျွန်တော်တို့Ion ES ပေါ့နော် Ion ES ကသူ့မှာအားနည်းချက်ကတော့ CCR2 ဖြစ်သွားမယ်ပေါ့နော်ဒါပေမဲ့ဒီကျွန်တော်တို့ market research လေ့လာပုံရရဲကျွန်တော်တို့ကားရဲ့ဟာကိုကျွန်တော်အပြင်ပိုင်းကြည့်ပုံရောကျွန်တော်ကိုယ်တိုင်တွားရောက်လေ့လာခဲ့ပုံရရော after sales service ပိုင်းမှာရောအကုန်လုံးကိုခြုံငုံကြည့်မယ်ဆိုလို့ရှိရင်လည်းဒီကားကလည်း Bright to Performance ကအကောင်းဆုံးတော့ပြောလို့ရပါတယ်ပေါ့နော်ဒါပေမဲ့3ခုထဲမှာတော့သူကတော့ဈေးနှုန်းအများဆုံးတော့ဖြစ်နေတာပေါ့လေအဲ့ဒီတော့လူကြီးမင်းတို့အနေနဲ့ရောကျွန်တော်ပြောတဲ့ဟာနဲ့ထပ်တူကြရလားလူချင်းမင်းတို့ဆိုရင်ရန်ကုန်မှာ Bright to Performance ပေါ့နော်ဈေးနှုန်းမျှတပြီးတော့ပေးရတဲ့ဈေးနှုန်းနဲ့လည်းတန်တယ်ခိုင်းလို့လည်းကောင်းတယ်လို့ယူဆတဲ့ကားသုံးစီးကိုပြောပါဆိုရင်ဘာကားဖြစ်မလဲကျွန်တော်နဲ့အမြင်ကြီးဖလှယ်ချင်ပါတယ်နောက်ပိုင်းမှာတော့ကျွန်တော်နဲလိုင်စင်တွေကအကောင်းဆုံးကားသုံးစီးကိုလည်းရွေးထုတ်ချင်ပါတယ်နဲလိုင်စင်မှာ Bright to Performance after sales service ကောင်းတာနဲ့တိုက်စီထောင်မယ်ဆိုလို့ရှိရင်အကျိုးမြတ်များစေတဲ့ကားမျိုးပေါ့နော်အထူးသဖြင့်တော့တိုက်စီဆိုတာခိုင်းမဲ့ကားလေနော်ခိုင်းမဲ့ကားဆိုတာ after sales service ကိုမဖြစ်မနေထွက်တက်ကမဲ့ထဲမှာပါပါတယ်အဲ့ဒါလေးလဲကျွန်တော် information လေးပေးချင်ပါတယ်ပေါ့နော် okay ပါအားလုံးပဲဘေးပြဝေးကွာဝင်လာပါများတိုးပွားကြပါစေခင်ဗျာနောက်ကျွန်တော်ပြောတဲ့ topic လေးကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်လည်း okay ဆိုတဲ့ comment လေးနဲ့မှန်ကြလို့ရပါတယ်နော်ကျေးဇူးပါ